Hello Happy Star အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့တွားလမ်းပြောင်းထက်တယ်ဆိုရယ် Happy Star ရှိလားရှိရဆိုတော့ဒီစကားစုလေးတွေမှတ်ထားမှရမှာနော်ပထမဆုံးတစ်ခုကကြတော့ကိုညီပေးလို့ရမလားကိုကရင်ချီးပေးပြောချင်နေဆိုရင်နော် Excuse me could you help me excuse me could you help me ကိုကလမ်းပြောင်းနေတာဒီနေရာကနေနီးလာဝေးလာသိချင်နေဆိုရင် is it far from here is it far from here နောက်တစ်ခုဒီကိုတွားချင်တယ်ဘယ်လိုတွားရမလဲပေါ့နော်နေရာတစ်ခုကိုတွားချင်တယ်ဘယ်လိုတွားရမလဲဆိုရင် how do I get to the နေရာပေါ့နော်ဥပမာဆိုရင် how do I get to the train station how do I get to the cinema how do I get to the restaurant တမျိုးပြောင်းပြီးတော့မေးလို့ရတယ်ပေါ့နော်အဲ့တော့သူတို့စီကနေတော့ဘယ်လိုမျိုးကြားရမလဲဆိုရင်ဒီ direction စကားလုံးကြီးပြန်ကြားရမှာပေါ့နော်။ဒါလေးဆိုရင် go straight ဆိုရင်တက်သွား go straight turn left turn right turn left turn right ပြီးရင်ဘာရှိရမလဲဆိုရင် next to တော့ opposite တော့ between happy star တွေလည်းအားလုံးစင်ကြင်မယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye